ဝန်ဆောင်ကြီး25ဘတ်ပေးရတယ်နော်တရားအောင်နော်တရားအောင်25ဘတ်ဆိုတော့ပြောမတတ်အောင်နော်1000နေ2000နေဆိုရင်ဘယ်လောက်ပေးရမလဲဆိုတော့မသိဘူးပေါ့နော်အားလုံးမင်္ဂလာပါခင်ဗျာဘိုထွန်း channel မှာကြိုဆိုပါတယ်ဒီတစ်ခါကျွန်တော်ပြန်လဲအများကိုပေးမှာကတော့ဗီဒီယိုအောက်မှာလာပြီးတော့မေးထားတဲ့ဒီကျွန်တော်တို့ထိုင်ဖာနဲ့ဗန်ဘုံကနေပြီးတော့မြန်မာစာနဲ့ပြောင်းပြီးတော့ပေါ့နော်ငွေလွှဲလို့ရလားပေါ့နော်အဲ့ဒါမေးထားတာလေနော်ဒါဒီနေ့ကျွန်တော်ဒါထိုင်ဖာနဲ့ဗန်ဘုံမှာကျွန်တော်ရောက်နေတာပေါ့နော်ဒါကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်ပေးမှာဖြစ်ပါတယ်နော်ထိုင်ဖာနဲ့ဗန်ဘုံကနေပြီးတော့ဒီအခြားဘန်တွေကိုပတ်စံလွှဲတာပေါ့နော်တက်စီကောင်လွှဲတာလို့နော်ဒီပြင်ဘန်တွေကိုပေါ့နော်ဒါလွှဲတာလွှဲကပေးရတယ်เนาะဒါအကြောင်းမို့ကျွန်တော်ဒါဒီနေ့လုပ်ပြပေးမယ်เนาะကြည့်เนาะလွှဲကဘယ်လောက်ပေးရလဲနောက်ပြီးတော့ဒီဘယ်လိုမျိုးလွှဲရလဲပေါ့เนาะဗမာလိုပြောင်းပြီးတော့အဲ့နဲ့နီးကလွှဲလားခတ်လားဆိုတာကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်เนาะကဲဒါလိုက်ခဲ့ကျွန်တော်ပြပေးမှာဘယ်လိုလွှဲလဲဆိုတာဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဒီဘန်ကောက်ကိုအရင်ထည့်မှာเนาะဗမုံထဲကိုအရင်ထည့်လိုက်မှာဘန်ကောက်ကိုကျွန်တော်တို့ဘန်ပုံးထဲကိုဘန်ကောက်ရင်ထည့်မှာเนาะထည့်ဘလို့ဆိုလို့ဆင်းရင်ခဏလေးစောင့်မယ်နော်ပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလျှို့ဝှက်နံပါတ်နှိပ်ထဲမှာနော်လျှို့ဝှက်နံပါတ်6လုံးနှိပ်မယ်လျှို့ဝှက်နံပါတ်6လုံးနှိပ်ပွားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမြန်မာထိုင်းအင်္ဂလိပ်စီတယ်ပေါ့နော်တရုတ်ကျွန်တော်တို့မြန်မာနဲ့မြန်မာဘာသာနဲ့ပြောင်းမယ်ဆိုတော့မြန်မာဘာသာနဲ့ကျွန်တော်တို့လွှဲမယ်နော်မြန်မာဘာသာကိုနှိပ်လိုက်မယ်နော်မြန်မာဘာသာနှိပ်ပြီးလို့ဆိုရင်ဒီမှာသူရေးထားတယ်နော်ငွေထုတ်ယူမိနောက်ပြီးတော့ငွေစစ်ဆေးခြင်းငွေလွှဲခြင်းဆိုတာဒီငွေလွှဲခြင်းနေရာကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်မယ်နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကငွေလွှဲမှာနော်ငွေလွှဲမနေအောင်နှိပ်မယ်နော်ပြီးလို့ဆိုလို့ဆိုရင်ဒီမှာသူရေးထားတယ်နော်ထိုင်ဖာနဲ့ဘန်အတွင်းငွေလွှဲမှာလားပေါ့နော်ထိုင်ဖာနဲ့ဘန်ချင်းငွေလွှဲမှာလားဒါမှမဟုတ်လို့ဆိုရင်အခြားဘန်တွေကိုငွေလွှဲမှာလားပေါ့နော်အဓိပ္ပာယ်ကဒါပေမဲ့ကျွန်တော်တို့အာဝဥစ္စာကိုရွေးမယ်နော်အခြားဘန်ကိုလွှဲမှာပေါ့နော်ပြီးလို့ဆိုလို့ဆိုရင်ဒီမှာခရုဗါလဲကရုံထိုင်အမှန်တော့ရေးတာပေါ့ကရုံထိုင်ရေးတာပေါ့နော်ပမာလိုပဲရေးထားတယ်နော်ဒီမှာဖတ်ယူနော်နောက်ပြီးတော့ထိုင်ဖာနဲ့နောက်ပြီးတော့ဗာလဲကရုံထဲဒါဆိုရင်ကစီကွန်ပေါ့နော်ဒါကျွန်တော်ကစီကွန်လွှဲထဲမှာနော်ဒီကွန်ဘန်နဲ့ကိုလွှဲထဲမှာတကယ်လို့ဒီထဲမှာကိုယ့်ရဲ့ဘန်နေမရှိဘူးဆိုလို့ရှိရင်ဒီမှာထပ်ယူလို့ရသေးတယ်နော်ဒီနေရာမှာထပ်ယူရင်နော်အခြားဘန်ဆိုတဲ့နေရာကိုထပ်ယူရင်ထပ်ပေါ်လာမယ်နော်ဒါပေမဲ့ကျွန်တော်ကစီကွန်လွှဲမှာနော်ကစီကွန်ကိုနှိပ်လိုက်မယ်နော်ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဒီအဝါစာလုံးရွေးမယ်နော်ဒီနေရာရောက်စင်ငွေလွှဲမိဘန်ကိုရွေးချက်ပေးပါလို့သူရေးထားတယ်ရေးလို့စင်ရင်ကျွန်တော်တို့တွေ့ရင်ဒါကတော့ခဏလမ်းလျှောက်ပြီဆိုတာဗာတိတ်ပဲလဲကျွန်တော်လည်းနားမလဲဘူးနော်ဒါပေမဲ့ကျွန်တော်ပတ်စံလွှဲမယ်ဆိုတော့နော်ကျွန်တော်တို့ဒီအဝါစုငွေနေရာကိုနှိပ်မယ်နော်ဟုတ်ကဲ့စုငွေနေရာနှိပ်ပြီးဆိုလို့စင်ရင်ဒီလိုမျိုးစပေါ်လာလို့စင်ကျွန်တော်တို့ဒီမှာငွေလွှဲပေးမိဘန်ကိုရွေးချက်ပါဆိုတာကကျွန်တော်တို့ဘန်နံပါတ်ကိုရိုက်ထည့်ပေးရမယ်နော်ဒီမှာကျွန်တော်တို့ဘန်နံပါတ်ကိုရိုက်ထည့်ပေးမယ်နော်020931939ဒီမှာကြည့်နော်ဒါကတော့ကျွန်တော်ရဲ့ဘန်နံပါတ်နော်ပြီးလို့ဆိုရင်ဒါကတော့မှန်ပါသည်ပေါ့နော်ဒါကတော့ပြုပြင်ချင်းဆိုတာတကယ်လို့ဒီဘန်နံပါတ်မှားသွားရင်ဒါလေးပြန်နှိပ်လိုက်နော်အဲ့ဒါဆိုရင်အသက်ပြန်ရိုက်လို့ရတယ်ဒါမှမဟုတ်လို့ဆိုရင်ကျွန်တော်တို့မသုံးတော့ဘူးထွက်လိုက်တော့မယ်ဆိုရင်တော့ဒီနေရာကိုထပ်နှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ပြန်ထွက်လိုက်တာပေါ့နော်အပြီးပြန်ပြီးတော့မသုံးတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာဘန်နံပါတ်ရိုက်ထည့်လိုက်တာကမှန်တယ်ဆိုတော့ကျွန်တော်တို့ဒီနေရာထပ်နှိပ်မယ်နော်မှန်ပါတယ်ဆိုတဲ့နေရာကိုနှိပ်မယ်နော်မှန်ပါသည်ပြီးလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ထုတ်ယူလို့ဒီငွေပမာဏကိုရွေးချက်ပါဆိုတာအမှန်ဒါကဘာပြောရလဲဆိုတော့ကျွန်တော်တို့လွှဲပေးမဲ့ငွေပမာဏကိုရိုက်ထည့်ပေးရမှာเนาะဒါပေမဲ့ဗမာစာနဲ့ဆိုရင်အဲ့ဒါပဲတစ်ခါကြာရင်အဓိပ္ပာယ်တွေကလွဲတယ်เนาะကျွန်တော်တို့ဖတ်လို့ဆိုရင်ဘာဘယ်လိုပဲနားမလဲသဘောမပေါက်တာအများတယ်เนาะဒါပေမဲ့ဒီရဲ့အဓိပ္ပာယ်ကမှကိုယ့်ရဲ့ခဏကျွန်တော်ထည့်ပေးလိုက်တဲ့ဘန်ရဲ့ထဲတဲ့ကိုထည့်ဖို့အတွက်ကိုပတ်စံဘယ်လောက်ထည့်မလဲသူကမေးတာပေါ့เนาะကျွန်တော်က100ထည့်လိုက်မယ်เนาะကျွန်တော်100နှိပ်လိုက်မယ်เนาะဟုတ်ကဲ့100နှိပ်လိုက်မယ်နော်100နှိပ်သွားဆိုလို့ရှိရင်ကျွန်တော်တို့မှန်ပါတီဆိုတဲ့အပေါ်နေအောင်နှိပ်မယ်နော်အဲဒီမှာဆိုလို့ရှိရင်သူကိုယ့်ရဲ့ဟိုးစားပေါ့နော်ပေါ်လာမှန်နံပါတ်တွေပေါ့နော်နောက်ပြီးတော့ဒါကကျွန်တော်ရဲ့ဒီအခုသုံးနေတဲ့ FCB ရဲ့အခုကျွန်တော်ထည့်လိုက်တဲ့ဘန်ကရဲ့အနောက်ပိတ်နံပါတ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်အခုတွဲမယ်ဒီကစီကွန်ရဲ့ဘန်နံပါတ်နောက်ပြီးတော့ကျွန်တော်ရဲ့နာမည်နောက်ပြီးတော့ငွေပမာဏဒီမှာဆိုလို့ရှိရင်ဝန်ဆောင်ကကြေးပေါ့နော်ဝန်ဆောင်ကြေး25ဘတ်ပေးရတယ်နော်100အောင်နော်125ဘတ်ဆိုတော့ပြောမတတ်အောင်နော်1000နေ2000နေဆိုရင်ဘယ်လောက်ပေးရမလဲဆိုတော့မသိဘူးပေါ့နော်ဒီမှာ100တော့မှ25ချက်ပေးရတယ်နော်โอเคဒါဒီမှာကိုစစ်စေးလို့မှန်ကန်ဝိုင်းဆိုလို့ဆိုရင်နာမည်တွေပါတယ်လဲမှန်တယ်ဆိုရင်ကျွန်တော်တို့အတီးပြုတ်မိပြီနော်အတီးပြုတ်မိဆိုတော့ဒီနေရာကိုထပ်နှိပ်မယ်နော်နှိပ်ပါလို့ဆိုလို့ဆိုရင်နော်လုံးဆောင်ချက်ပြုတ်လုံးနေသေးတယ်ခေတ္တခဏစောက်ဆိုင်ပေးပါဆိုတော့ခဏစားပါမယ်နော်နောက်လို့ဆိုလို့ဆိုရင်ဒီမှာကျွန်တော်တို့ဗာရေးထားတဲ့လူကြီးမင်းကနေဖြည့်တဲ့ဆက်လက်ပြီးတဲ့လုံးဆောင်မယ်ပြီးတော့
အတိတ်ပဲကတော့ကျွန်တော်တို့ဒီဘဏ်ကတ်ကိုဆက်ပြီးတော့ထပ်သုံးမှာပေါ့နော်ငွေထုတ်မဲ့ပါမယ်ဆက်လုပ်မယ်ဆိုလို့ရှိရင်ဒီလိုပေါ်အောက်စားကိုနှိပ်လိုက်မယ်နော်တကယ်လို့ကိုမလိုအပ်တော့မသုံးတော့ဆိုရင်ဘဏ်ကတ်ကိုထုတ်လိုက်တော့မှဆိုရင်ကျွန်တော်တို့ဒီအောက်ကတော့မလိုပါနဲ့အောင်နှိပ်မယ်နော်ဒီနေရာလေးနှိပ်လိုက်မယ်နော်โอเคဒါဆိုလို့ရှိရင်ပြီးပြီနော်နောက်ပြီးတော့ခဏလေးဒီမှာပါစလစ်ထွက်လာပြီနော်ကဲအားလုံးမင်္ဂလာပါနော်အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီထိုင်ပါနဲ့ဗန်ဘုံပေါ့နော်ဒီဗန်ဘုံဆိုလို့ရှိရင်ဒါကငွေထဲနဲ့ဗန်ဘုံနော်ပြောမှဆိုရင်ပတ်စံလာပြီးတော့ထဲနဲ့ဗန်ဘုံပေါ့နော်အဲ့ဒီဗန်ဘုံကနေပြီးတော့ဒါကျွန်တော်ဘန်ကတ်နဲ့မြန်မာစာပြောင်းပြီးတော့ဒီကစီကွန်ဘန်နဲ့ငွေထက်နီးလေးဖြစ်ပါတယ်နော်ဒါလေးကတော့နော်ဒါငွေဝင်ဆောင်ကဆိုရင်25ကျပ်ပေးရတယ်100ပဲလွှဲတာနော်25ကျပ်ပေးရတယ်နော်နောက်ပြီးတော့ဒီနီးလေးကိုအခုဒါကျွန်တော်လုပ်ပြလိုက်ပြီဆိုတော့နော်တကယ်လို့လိုအပ်တဲ့ညီကိုတွေစီလို့ရှိရင်လိုက်ပြီးတော့လုပ်လို့ရတယ်နော်ဒါခက်ခဲတော့မရှိဘူးနော်ခက်တာကဘာလဲဆိုတော့ဗမာစာတွေကရေးတာတွေကကိုတွေနားလဲခက်တယ်နော်ပြောမှဆိုလို့ရှိရင်အတိတ်ပဲကကိုတွေနားလည်တဲ့အတိတ်ပဲကတစ်မျိုးပေါ့နော်သူရေးလိုက်တဲ့ဥစ္စာကအတိတ်ပဲကတစ်မျိုးဆိုတော့နည်းနည်းတော့ခက်တယ်ဒါကြောင့်မို့ကျွန်တော်ကဒီဘန်ဒီမှာငွေလွှဲတာလို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ကျွန်တော်အများဆုံးပြတာထိုင်းစာနဲ့ပဲပြပေးတာများတယ်နော်ဘာဖြစ်ဆိုတော့ဒါကခဏတွေ့တဲ့အတိုင်းပဲဟုတ်တကယ်လို့စာကိုဖတ်နှက်ချိန်ကြလို့ရှိရင်သူကရေးနဲ့အတိတ်ပဲနဲ့နားမလည်ဘူးဖြစ်တယ်နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါနားလေသဘောပေါက်အောင်ဆိုပြီးတော့ကျွန်တော်ဒါလုပ်ပြလိုက်တာเนาะပြောမယ်ဆိုရင်တကယ်လို့ကျွန်တော်တို့ညီကိုတွေထဲမှာလည်းဒီလိုမျိုးဖြစ်မယ်တွေ့မယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကြည့်ယူလိုက်လုပ်လို့ရတယ်เนาะကဲအားလုံးတတ်တာเนาะကျွန်တော်ဗီဒီယိုလေးကြားနှစ်သက်တယ်ဆို like share လေးနဲ့ subscribe နဲ့နှိပ်ပေးပါเนาะတတာ bye bye